你来都看没生意的么啦？嘿，我讲嘛人咋了喏？没少拿的，还讲嘛张龙啊带来的个。ဘယ်တော့မှပြောင်းမှာမဟုတ် ဟုတ်တယ်အချိုးမပြေတာမနေငါဟဲ့သူ့နောက်ွယ်ပြောပြီးသူ့အတင်းဖြစ်အောင်လေသလားအချိုးကငယ်ငယ်လေးကမပြေတာဟဲ့ဟဲ့ဘာမှမလာဘူးစောင့်ရကြတယ်ကြာပြီလေအားနာလိုက်ကတကယ်ချင်းလို့ရဲ့တိတ်လှုပ်ရှုပ်တယ်ဒါနဲ့နေတခုမှလေတော်ပြီရပြီဟိုအမျိုးသားနဲ့လေနိုဗိုတယ်မှာ breakfast စားခဲ့တယ်ဟလာဒါနဲ့လေအခုတော်တော်မျိုးဘာလုပ်နေကြငါတော့လေအခုတော်တော်အရန်ချစ်ခံရတယ်အရန်အံ့ခံရတယ်ငါလေငါအမျိုးသားငါ့ကိုတိတ်ချစ်တာအမိုက်ဆိုင်ကလာမင်းသားလိုပဲလာရင်ကြည့်လိုက်ခဏနေလာကြုံမှာအရန်လေပူပူမောက်ထားတာဟဲ့အေးတောင်ပတ်တယ်ဟုတ်လားဝမ်းပါတာပေါ့နော် ငါကတော့စင်ငယ်တယောက်တည်းပါပဲခုလက်ရှိအဖေမေကိုလုပ်ကြည့်နေရတာလေ အော်ဟုတ်တယ်နော်ကျောင်းတော့ဆိုရင်လေညီတို့နှစ်ယောက်ကလေလင်နှမ်းမမြင်ဘူးဖြစ်နေငါနေ့ကိုလေစောပဲတော့မထင်ဘူးတငယ်ချင်းရဲ့ဂုံယူပါတယ်အဲ့ဒီနေ့ရဲ့ရီတဲ့စောက်ကျင်လေးကိုဖြောက်ပေးပါလားငါတီးမခံနိုင်ဘူးအော်ခုချက်ထိမပြောက်ဘူးနော်ဒီမှာတငယ်ချင်းရဲ့ကဲစိတ်လျှော့ဒါနဲ့နေပါအခုရောဘာလုပ်ငန်းတွေလုပ်နေကြငါကတော့ကောင်လေးကအချိန်ကြီးအန်းနေရဆိုတော့တငယ်ချင်းလှုပ်ရှားမလို့ဘူးလေငါကလေဟိုဆိုင်လာဖို့ဖိတ်ပါတယ်မော်နီအမြင့်မို့ဆိုပြီးမှဆိုင်ကြီးဖွင့်ထားတာဟဲ့လားမော်နီအမြင့်ပေါ်နင့်ဖွင့်ထားတာလားဟုတ်လေဟဲ့မထင်ရဘူးဝဲတခါတနာဆိုင်ရောငါ online မှာမှားနေကြဟလာ customer ဟုတ်တယ်အကုန်ရတာလေဆိုင်မှာစုံညောင်ထားတာဒီကလေးပစ္စည်းရောအင်ကြီးတွေရောအကုန်ရတယ်ကွာအကုန်ကိုရတယ်ဆိုင်မို့လာကြည့်ပါ online မှာမှာပါနဲ့ငါရှိပါတကယ်ကြီးရမထင်အောင်အဲ့ဆိုင်ကတအားနာမည်ကြီးတာငါလေမြင့်ပုံစံလေးဆိုကိုညာဆိုင်လောက်ဖွင့်နေတယ်နော်ကိုညာဆိုင်လောက်ဖွင့်နေတယ်နော်အော်ခရ sorry တကယ်ကြီးဟုတ်စိတ်တောက်ဖြောင်းတာပဲတတူးတွေနဲ့ဟဲ့မနေတော့ကြိတ်အဲ့ဒါစိတ်အဲ့ဒါငါယောက်ျားငါနေဟဲ့ငါနေအော်ဟလာမလိုက်ဘူးနော်ဟဲ့အောက်ပေါက်လိုက်လာတယ်နော်မကျောင်းနေကြစောင့်နေခမန်းနေပြီမင်းမလေးနော်အဲ့ဒါမှတော့ရဟာစောင့်အောင်ပါပြီမယ်မင်းမစားဟေးရောက်လာအော်ပါလိမကလေးလေးခေါ်ပါသေးတယ်အော်ခေါ်ထားသေးရလားအော်ငယ်ချင်းတို့အဲ့ဒါဆိုရင်ငါလေတကိုးလေးသမားဆိုတော့ဟဲ့အလုပ်တင်များတယ်ပြန်လာပြီမယ်နော်နောက်မှဆိုပြတာအေးဟုတ်တယ်နေက FA ဆိုတော့ထပ်ပြန်မှာပေါ့ FA ဆိုတော့ထပ်ပြန်မှာပေါ့အေးဘောစိတ်မပူနေတာသူတို့ရှင်းနေမယ်စတာနော်အေးပါဟုတ်တယ်ကန်ချာလည်းမတွမ်းနေဟောမိမကိုတန်လိုက်လေးလို့ကတ်ထားမှာကလေးလာ你来讲来讲别光呢အော်မိတ်ဆက်ပြရအောင်လေတိလားဒါကလေငါချစ်သူငါလေးငါယောက်ျားငါကလေးလေဟဲ့ဘာလဲတိပါမကလေးလေးဘာဆောင်ချင်လဲလေစားမယ်လားပြီးမှမှာစားမယ်။ online ရောင်းတာအရေးကြီးတယ်။အော်ဒါနဲ့လေမိတ်ဆက်ပေးရအောင်မေမောင်လေးဒါမရဲ့အမျိုးသားကျဲမင်းရဲ့မြင့်မို့စီယူဟောဒီလေးပါလို့ကျွန်တော်မမရဲ့ခလေးလက်မမရဲ့ခလေးလက်တော့ချုံနေရှိလိုက်ရဟိုဆိုင်မှာလာဝဲအောင်လို့နော်ဩဆိုင်မှာအကုန်ရလားကုန်ရ discount ပါပြီဒီမှာ bro discount မလို့တဲဝဲအကုန်ဝဲပြီကြိုက်တယ်မမနည်းပြန်တော့ဝဲစရာတော့မယ်လား bye
ရှိလိုက်တာ ပါလေစင်ပြေသွားပြီလားဟမ်ဘာတွေလဲဟမ်ဘာဖြစ် တာလည်းဘာလုပ်လို့လဲ ဒီကောင်ဝင်လာတော့ကြည့်နေဖောက်ပြန်ဝင် ငါမကြည့်ဘူးတော့နည်းတော့စတဲ့ငါ့ကို ကြည့်လို့ဘယ်ရိုက်တာလေမကြည့်လို့ရိုက် စတဲ့နားနေ ဟုတ်ယူဒါလေးပုံယူနင်းကလည်းတွေ့ဒီအိမ်မှာငါဖုန်းလေးပါယူဘာမယူလို့ကိုမင်းမကွာဘယ်မှာငိုနေလဲမသိဒီတဲတွေကငိုနေတာမိမရေဟာမိမဖေဘာလုပ်နေ တော့ဟာလေချိန်လုံးပဲဆိုပြီးရိုက်နေတာကြီးတို့ ။အော်မိမရေဒီမှာဘာလို့လာငိုနေရလဲဈေးမရောက်မင်း ငိုပါပေါ့တစ်ချိန်လုံးပဲဘာဖြစ်လို့လက်ပါနေရလဲ ။ထားအောင် အချိန်တော့ယူရ ။ လေ ယူရပြန်ပြီလား ယူရဘာဖြစ်လဲကိုယ်ဆိုင်ရအားပဲမတတာဘူးလား ။ဈေးရောက်ရမယ်လေ။မိမပြည့်ပြည့်အကုန်လုံးယူနေတာ ယူရဘာဖြစ်လဲဘာဖြစ်လို့လက်ပါလဲကောင်းကောင်းပြောလေအမြဲပဲရိုက်နေတာပဲ ။ဒီကလက်မပါတော့နော်။ချစ်တယ်မိမလာထဈေးရောက်ရမယ်လား။ဒီကဒါလေးပေးဒါလေးပေး ပြန်ပြန်ရောနေတာမပေါင်းတော့အောင်နော်နောက်ကြရင် ။အော်မိမရေမိမမရှိဒီဆိုင်ကြီးကိုဘယ်သူကဦးစီးမှာလဲ မုန်းစရာကြီး ။ချစ်စရာလေးဒီကငိုနေတာလေးက လာ ။ချီဝမ်းအောင်လား နေကိုင်းရင်လုံးကဘာစီရမှာ ။ဒါလေးလေ ဆိုင်ကြီးတော့ကောင်းလိုက်တာနော်ခလေးတွေရဲ့ဒါတငယ်ချင်းဆိုင်ကြော်လေခလေးအဆင်ပြေရတာယူသိလား ဟာလားဟာတော်တော်ဆုံးတာပဲ ဟေးမအရှုပ်ကလေးတွေဟောပဲလာလိုက် ဟာလာဘူးလာဘူး ။ဒါပါမိမရေ လာဦးကြော်လိုက်တိုးလိုက်ကြော်လိုက် ။တိမ်စွန်းနေလား ဟိုတွေ့ကြောက်ဆော်တယ်နော်တို့ရှိမှအဲ့လိုမလှမ်းနဲ့ တငယ်ချင်းဟဲ့နေရပြနေကြလား မဟုတ်ပါဘူး ဟုတ်ပါတယ်နေဟိုထားရမလား မငိုပါဘူး ။ဟုတ်ပါဘူးဒီမှာအဲ့လိုချင်းနေဆိုလို့မိမ surprise တိုက်ထားလို့ဝမ်းတာမျက်ရည်ကျ ကိုဆိုင်ရပစ္စည်းရယ်နဲ့ကိုကိုပြတိုက်ကြ နော်နော်နော် ဒီကန်ရှိအောင်တင်ပေးနေ တငယ်ချင်းရပြနေငါ့ကိုရှင်ဖွင့်လို့ရပါဘူးလေ ဘာမှမဖြစ်တာအရင်ချစ်တာယောက်ျားဒီ တန်းလိုက် ဒါနဲ့ခလေးလေးပစ္စည်းတွေကုန်တော့စုံနေနော် အေးညီလေးတလေးပစ္စည်းလားကြည့်လေ ဟာဘာလို့ကျွန်တော်ဒါနဲ့မတော်ဘူးလေဒါလေးမဟုတ်ဘူးလေမဟိုဘက်သွားမှာလေ အော်ဟုတ်သားပဲဟိုမှာရေမွေးတွေရောညာဝိတ်အင်ကြီးတွေရောစုံ ကုန် နေ ရှိတယ်ဟိုမှာနေလေး तू အမ်းတာမလားဟိုမှာ branded လေး cosmetic တွေအများကြီးပဲမမြဝယ်ခိုင်းနော်မောင်လေးမမြဝယ်ပေးလိုက်နော်ဒီမှာ ဟိုလေးကတော့ကျွန်တော်ချင်းစားကောင်းဆုံးလုပ်ပေးလိုက်မယ်ဟောတော့မယ်တော့မယ်နော် ဟဲ့မိမပြပေးလိုက်အောင် ဒီမှာငါတို့ဆိုင် authentic ရေမွေးမျိုးစုံရှိတယ် မင်းလုံးနေရောယောက်ျားလေးတုံးနေရောအကုန်ရှိတယ် လုံးဝအာမခံ ညီလေးကဒီမှာယောက်ျားလေး ယောက်ျားလေးရောမိန်းကလေး ဒါဈေးကြီးလို့နေ ယူမယ်အဲ့ဒါလေးယူမယ်ဒါလေးယူမယ်ဟိုဟာလေးလည်းမိုက်တယ်အဲ့ဒါလေးယူမယ်နော်အဲ့ဒါဝင်မယ်အဲ့ဒါဝင်မယ် တဲ့ဟာနေဝယ်ပေးရတာဝယ်ပေးတာမဟုတ် အော်မပါဘူး तू ကငါ့ကိုအမ်းတာဟိုဟာလေအဲ့လိုအပြင်မှာကြတော့လေ तू ကဟိုငါဝယ်ပေးချင်အောင်စောင့်ပြီးညကြမှာ तू ကကြိတ်အမ်းတာအော်မဟိုဟာလေပတ်စံပြန်ပေးတာလို့ပြောတာ ဒီဒါလေးယူလေ ဒီမှာဒိုင်ဝါဆာဖာကြီးအဲ့ကောင်ကောင်းတယ် ဘာတိုင်ဩလဲအဲ့ဒါလေလာဟိုမလာအဲ့ဒါတော့မဟိုကင်းငယ်နေတိုင်းလေလာ ဆာဖာကြီးလေ ဘာလို့ဘာကြီးလဲ ဟာမိုက်လိုက်တာဒီမှာကျဒါဆိုလို့ရှိရင်အရင်ညီမ3ဝန်းဝဲတော်တော်ကြိုက်မှာသူနှခမ်း6လို့ခဏလီမထူအောင်ယူလိုက်ပါမယ်သူတို့လေ အော်ရှော့ခဲ့ ဒါလေးဆိုသူတို့အလှပြင်တာလေအာအရင်ညီမလေးတွေလှပြင်တာ မုံလေဟိုကလေးလေးအတွက်ပဲယူလေ ဟာမဟုတ်ဘူးလေနောက်လည်းတော်အောင်မှာပဲဟောမထူပါဘူးဟိုတစလုံးတစ်မျိုးသားယူလိုက်တော့မယ်နော်ဒါလေးတွေလည်းထည့်လိုက်မယ်နော်ဒါလေးလည်းထည့်လိုက်မယ်နော်နော်ဟာတယ် များများ ဘာ နေ ဖြစ်ပါဘူးနောက်လဲသိရမှာပဲလေငါလေဟောအဲ့တော့ငါမျက်နှာရအောင်လုပ်ပေးနေတာဒါမျက်နှာရအောင်ဒါဟောမှာရှိတယ် The next day. ဘီဘီဟိုဘော်ရိုင်းနဲ့သွားဖို့လေ ဖုန်းလာနေ ဘာမှမဟုတ်ပါဘူးဟိုအော်ပရေတာဆက်တယ် ဖုန်းကတောက်လျှောက်လာနေရလေ operator ဆိုရင်လည်းအလို့ဆုံးခေါ်ရင်တစ်ခါပေါ့အခုကဇက်တိုင်လာနေကြိုင်လိုက် မကိုက်ပါဘူးဘေဘီဘလို့သိမှာဒါသူတို့ promotion ပေးနေရနေမှာပေါ့ ကြိုင်လိုက်လို့ပြောနေရလေ မကိုက်ဘူးလို့ကိုက်ရမှာမလို့တမကိစ္စမဟုတ်တာမ အဲ့ လေ ဆိုလည်းပြ မပြပါဘူးဘာလို့ပြမှာဒါ privacy တော့မှအဲ့လိုလာမထိနဲ့ ဒီမှာခလေးကိုလေမမကလေစပိတ်ဘဝကနေကားဘဝအောင်ရအောင်အကုန်ထောက်ပံ့ပေးထားတာဒီလောက်တော့မမစိုးမိုးပိုင်ခွင့်ရှိတာပေါ့ တပြားဟောင်းနေပြီနားညီးလာပြီညာ
မအဲ့လိုလာဆုံးမိုးခွင့်ကိုမရှိဘူးလေဗျာဒါကျွန်တော် privacy လေဗျာ အဲ့ဒါဆိုလည်းပြင်မဖြစ်မယ်ကြိုက်မယ်ပြင် မဖြစ်ရပါဘူးတော့မိမနဲ့လည်းမလိုက်တော့သွားမယ်ကွာ ဒီယာမကွာဆိုင်းရအင်ကြီးတွေယူဝဲတာကုန်ပြီရင်းလည်းပြုတ်တော့သူ့သုံးလို့ကြီးပဲအကုန်ကုန်ပြီ တငယ်ချင်း ဟာကွာတရားပစ္စည်းတွေလည်းကုန်သွားရဲ့တော့လို့မမှတ်ဘူးဒီတော့မယ်ဒီယာမတော့ နေတို့ရပြနေကြတာ ဘယ်ဖြစ်ပါဘူးဟိုဟိုဘက်ကကြောက်နေလေတောင်းညံ့နေရမိတ်လိုက်နေ အားလားအော်ဟုတ်ကျောင်းကလည်းမြန်မာလူကြီးနော် ဘာလို့ချင်းလို့လဲ ဟိုဟာလေဟိုမျက်နှာတစ်စေးဟိုဟာလေလာဆက်စုတာအော်လာဝဲတာ အေးဘယ်မှာလေးမျက်နှာသစ်စီ ငါ့မလိမ့်နေနူရပြနေကြမှာ ထိုးခံရလားမျက်နှာရပြောတော့ကောင်းလေးတာအချစ်တာဆို အော်မပါဘူးဟိုဟာလေငါဟိုမောက်လဲထားတာ မဖြစ်နိုင်ပါဘူးထိုးခံရတာဘာလားထိုးခံရတဲ့ယုံကြည် နေရောဟိုနေခင်းကြောင်တောင်လေးမျက်မှန်ကြီးတက်ပြီးတော့မှန် အားလုံးပဲမင်္ဂလာပါရှင် Money and မြင့်မှု site ကြီးမှာဆိုလို့ရှိရင် health and beauty product တွေအပြင်ကလေးလေးတွေအတွက် baby လေးတွေအတွက် product မျိုးစုံလည်းရရှိမှာဖြစ်ပါတယ် baby လေးတွေကြိုက်တဲ့ဂျိုဘိုးအေးလေးတွေကအစရှိပြီးတော့မုန့်တွေလည်းမျိုးစုံရှိလို့လာရောက်ကြဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင် မိုးလေးရမြင့်မှုမှာခလေးလူကြီးပစ္စည်းအစုံတနေရာထဲမှာရရှိနိုင်ပါတယ်ရှင် အားလုံးပဲမင်္ဂလာပါကျွန်တော်မိုးနီးရမြင့်မှုမှာရေမွေး branded ပစ္စည်းအစုံနဲ့ skin care ပစ္စည်းတွေလည်းရနေပါပြီခင်ဗျ ဟုတ်ကဲ့ပါဗျာကျွန်တော်တို့မိုးနီးရမြင့်မို့စိုက်ရရဆိုလို့ရှင်တော့ရန်ကင်းမြို့နယ်ပြည်တာလန်းနဲ့စေးုံလန်းတောင်မှာဖွင့်လှစ်ထားတာပဲဖြစ်ပါတယ်